ကဲအခမဲ့ရတဲ့ပစ္စည်းတွေရဲ့ပြီးဒီလိုပတ်စံလေးတွေပါဝယ်တဲ့နီလန်းလေးကိုတိချီရင်ဒီနေ့ဝိုင်းပြောပြပေးသွားမှာဖြစ်ပါတယ်အစိုးတိလိုက်ကြည့်ခဲ့ပါနော်ပထမဆုံးကိုမိတ်ဆွေမနဲ့တမိနမရဝိုင်းပါအဲ့ဒီပစ္စည်းတွေကိုခမဲ့ရအောင်ဘယ်လိုလုပ်ရမလဲပြီးပတ်စံတွေကိုဘယ်လိုဝယ်ရလုပ်ရမလဲဒီလိုလုပ်ရတာအရင်ခက်ခဲလားဘယ်လိုလုပ်ရတယ်လဲဈေးရတာမျိုးလားအရင်ပိတ်ပန်းတဲ့အလုပ်မျိုးလားအဲ့လိုလေးတိချီကြမှာဖြစ်ပါတယ်ဈေးရတဲ့အလုပ်လည်းမဟုတ်ပါဘူးအရင်လည်းမခက်ခဲပါဘူးဘယ်လိုလုပ်ရမလဲဆိုရင်လေသူကလေကိုယ်တိုင်ရတဲ့မျိုးမဟုတ်ဘူးလေကိုယ်တိုင်ကပြန်ပြီးတော့ review ပေးရတာပါပစ္စည်းတွေပြန်ပြီးတော့ review ပေးရတာပေါ့နော်ကိုက review ပေးလိုက်လို့ကိုယ်စီမှာလူတရားပြန်တော့တိုက်သူတတ်မှတ်ထားတဲ့ comment ခောက်ကိုယ်တိုင်ရပါတယ်ပြီးကိုရပြီမင်းများတင်နိုင်ဒီပစ္စည်း comment တွေလည်းရပါတယ်နော်TikTok shop ချေဖွေးဖို့လိုပဲ TikTok shop ချေဖွေးတဲ့ခါကျရင်ကိုမှ follower တစ်ခါစီးရပါမယ် follower တစ်ခါကျော်ရှိမှဖွေးရတာပါ TikTok shop ချေဖွေးနေဆိုပြီးတော့လေ TikTok ပေါ်မှာရိုက်စာကြည့်လိုက်ပါနောက်တစ်ဆင့်အကြတော့ကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းတွေကိုပြန်ပြီးလို့ပြပေးရမှာပါကိုယ့်အိမ်မှာဥပမာပါရှိလဲလို့ရှိလားမိတ်ခက်ရှိလားကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းတွေပေါ့နော်အဲ့မှာကိုကဒီပစ္စည်းတွေလည်းပြပေးရပါမယ်လို့ရှိရဘယ်လိုကောင်းလဲဘယ်လိုတရားမှုရှိလဲတကယ်ဘယ်လိုကောင်းလဲဆိုပြီးတော့ review ပေးဖို့နော်အဲ့လို review ပေးပြီးတော့မှဒီကိုအမှချေးလေးချိတ်ထားပေးဖို့နော်ချေးလေးချိတ်ထားပေးပြီးတော့မှကိုအစီမလာဝဲတမရှိမှပတ်ဆိုင်ရမှာပါနောက်တစ်ဆင့်ကျတော့အရင်ရေးကြည့်ပါနဲ့ဘယ်လိုလဲဆိုရင်လေကိုကပြည့်စည်တယ်မရှိဘဲနဲ့ဒီလိုပုံတိတက်ပဲတင်ရင်လေကိုကောက်မှာ point တွေထိနိုင်ပါတယ်ဒီလို point တွေပေါ့နော် point တွေထိများရင်လေအကားပါဗတ်ခံရနိုင်ပါတယ်နော်တတိထားလောက်ကြပါလို့ပြောစီပါတယ်ကိုယ်တိုင်တောက်ပြတာကိုယ်တိုင်ဗီဒီယိုနဲ့အတိုင်ဖိုင်လေးတွေတွဲပြီးတော့ကိုယ်တိုင်တင်ရကောင်းဆုံးပဲနောက်မဟုတ်ရင် point တွေထိပြီးတော့ကားလည်းပါပြေးကျနိုင်တဲ့ထီကိုဖြည့်နေတယ်ပေါ့နော်ကဲစောက်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်စီပေးကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဒီဗီဒီယိုလေးတွေ့ချင် follow လေးနဲ့ခဲ့ကြပါအောင်နော် bye bye